တယ်အချိန်တန်စင်ဟောင်းရဲ့ချိန်ကပိုင်ဆိုင်ငယ်သမျှအိမ်မဲတစ်ခုလို့သာတကယ်ဆုံးရှုံးခဲ့ပြီလားအမေရဲ့ရင်ထဲချီခွဲ